ဆက်ဆွေးနေမှာ parasite infection ဖြစ်ပါတယ် parasite ဆိုတဲ့ဒီကပ်ပါဖို့ကြောင့်ဒီအရေပြားပိုးဝင်ခြင်းခေါင်းစဉ်အောင်ပေါ့နော်အဲ့ဒီမှာဆိုတော့တခြားယောဂရှိမဲ့အဖြစ်များတော့ဒီ scabies ယောဂပေါ့နော်ဒီဝဲယောဂလို့ခေါ်တယ်အဲ့ဒါကိုဒီကဆွေးနွေးမယ် scabies မှာဆိုရင်လည်းကျွန်တော်တို့ကတော့2မျိုးရှိတယ်ပေါ့နော်2မျိုးမှာဒီ ordinary scabies ဆိုတာရှိလို့ crescent scabies ဆိုတာရှိရနော် ordinary scabies ဆိုတာ benign ပေါ့နော် crescent scabies ကသူကနည်းနည်းပိုဆိုရဲဒီကိုခါကြားလို့ပိုဖြစ်တဲ့ဟာမျိုးပေါ့ဒါမှတော့ကျွန်တော်နောက်ပိုင်းမှာ benign ကိုပဲဦးစားပေးပြီးတော့ဆွေးနွေးသွားတယ်ဆွေးနွေးတော့ဖြစ်ပါတယ်ဆိုတော့ဒီမှာကူးစက်ပေါ်တော့ကျွန်တော်ဒါတိကြမှာပါเนาะကျွန်တော်ဒီ direct skin contact เนาะထိရေပြားချင်းထိတွေ့မှုကတစ်ဆင့်ကူးစက်တယ်တခါလေလဲဒီအရေပြားချင်းမကူးစက်တော့လဲ indirect contact အနေနဲ့ဆိုသူ့ရဲ့အဝတ်စားသူ့ရဲ့အရခင်စားတဲ့ဖြစ်ပေါ့เนาะပိုကူးစက်ထားသူရဲ့တုံးဆောင်တွေသွားထိမိကန်မိရတယ်လဲကူးစက်တယ်လို့သိရပါတယ်ဆိုတော့သူ့ကိုအဲ့တော့ကျွန်တော်ဒီကူးစက်ပုံကိုဖြတ်တောက်မှလာရင်ကျွန်တော်ဒီပို့ပြီးတော့ထိရောက်တဲ့ကုသမှုဖြစ်မှာဖြစ်ပါတယ်ဆိုတော့ကုသမှုဖြတ်တောက်ဖို့အတွက်ကလည်းခက်ခဲလို့ဒီဟာကုသဖို့အတွက်ဆိုလဲတော့သူကခက်ခဲတယ်လို့ပြောလို့ရတယ်တကယ်တော့ကုသပုံကယူရှိမယ်ဘာလို့လဲဆိုတော့သူကဒီလူနာတွေမဟုတ်ဘူးเนาะဒီဖြစ်တဲ့လူနဲ့ထိတွေ့ထားတဲ့လူတွေကကျွန်တော်ကုသမှုကိုတပြိုင်တည်းထည့်ဆောင်ရဖို့လိုတယ်လို့ဒီကူးစက်သူရဲ့အတုံးဆောင်ထိတွေ့ထားတဲ့အတုံးဆောင်ပစ္စည်းတွေပေါ့နော်အဲ့ဒါတွေကကျွန်တော်တခါတည်းဒီ contaminate လို့ခေါ်တဲ့တန်ရှင်းရေးတွေလုပ်ပေးဖို့လိုတယ်ဒါကြောင့်ဒီသူ့ရဲ့ကုသပုံ management လွယ်မလို့နဲ့ခတ်တဲ့ management တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်ဆက်ကြည့်ကြရအောင်ဆိုတော့ဒီ ordinary scabies ပေါ့နော်သူ့အောက်မှာကျွန်တော်ဒီတွင်မြင်လက္ခဏာတွေအနေနဲ့ဘယ်လိုလာလဲဆိုတော့ကျွန်တော်ဒီခလေးကြီးတွေပေါ့နော်ခလေးကြီးတွေလူကြီးတွေမှာဆိုဘယ်လိုလာလဲဆိုတာကတော့ရေဝဲအဖြစ်တော့ကျွန်တော်တို့သိကြရတယ်အဲ့နော်သူကဝဲဆိုတော့ရားတယ်ဒီကဘယ်လိုချိန်တွေမှာပိုရားလဲဆိုတော့ရားဘက်တွေမှာပိုရားတယ်ဆိုဒါဆိုရင်တေကြတယ်တော့ဝဲလို့တေချာပေါက်နီးပါးတတ်မှတ်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီမှာက2မျိုးရှိရပေါ့အဲ့ ordinary scabies အောက်မှာ2မျိုးရှိရယ် scabies baro နဲ့ scabies nodule ဆိုပြီးထပ်ခွဲပါ scabies baro ကတော့ပို့ပြီးတော့အဖြစ်များတဲ့ဟာပေါ့နော်ဆိုတော့သူက baro ဆိုတဲ့အတိုင်းပဲဒီဟိုဟာမျိုးပေါ့နော်ဒီဘလို့တန်တယ်လို့မျိုးတွင်းလေးတွေလိုမျိုးဖြစ်သွားတာเนาะဆိုတော့သူကဒီအဲ့လို line လေးနဲ့တန်တယ်လို့မျိုးလေးဖြစ်သွားတယ်5 to 15 mm လောက်ရှိရလို့ဆိုထားတယ်ဆိုတော့အဲ့ဒါကြပါလဲဆိုတော့ဒီအဲ့ကပါပိုးပေါ့နော်ဒီကပါပိုးကဒီ scabies ကပါပိုးကနေပြီးတော့သွားတဲ့လမ်းကြောင်းလေးပေါ့နော်အဲ့လိုလေးရှိပါတယ်တဲ့ဆိုတော့သူအဖြစ်များတဲ့နေရာတွေကကျွန်တော်ဝဲကတော့တွေ့ဘူးကြားလိမ့်မယ်နော်ဒီကတော့ဒီခြေချောင်းလက်ချောင်းလေးကြားလေးမှာဖြစ်ကြတယ်ပေါ့နော်နောက်တစ်ခါကျဒီလက်ကောက်ဝဲရဲ့ဒီ flexor aspect ကိုရဲ့ဘက်မှာဖြစ်တာမျိုးတွေအတွေ့များပါတယ်လုံးဝမဖြစ်တဲ့နေရာတွေလည်းရှိတယ်မျက်နှာတို့ကြောပြင်းတို့မှာဆိုကျွန်တော်တို့ဒီဖြစ်တာမျိုးတွေမတွေ့ရဘူးပေါ့နော်အဲ့တော့ virus ဆိုပြောပေမဲ့တကယ်တော့သူ့မှာကျွန်တော်ကဘာမြင်လဲဆိုတော့ဒီ vesicle လေးပေါ့နော်ဒီအရေးကြီးမှုလေးကိုတွေ့လိုက်မယ်အဲ့ဒါကြောင့်ဒီအဲ့ဒီကပ်ပါဖို့စဝင်တဲ့နေရာဆိုပြီးတော့လည်းဆိုထားတယ်ပေါ့နော်တိတ်တွေ့ရလေးမရှိတဲ့ scabies ကကြ scabies nodules ပေါ့နော်ဒီကတော့သူ့ရဲ့ဒီခေါ်တိုင်းပဲပေါ့နော်အနီရောင်တော့နီညိုရောင်ရှိတဲ့ nodule အဖူလေးတွေလည်းရှိမယ်အဓိကတွေ့ရတဲ့နေရာအမျိုးသားလိန်အင်္ဂါတွေပေါ့နော်အဲ့လိုနေရာတွေရှိတယ်သူ့မှာတော့ထူးဆန်းတာတော့သူကကုသမှုပြီးသွားပြီမဲ့လည်းဆက်ပြီးတော့ကြံနေတတ်တယ်ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့ဒီ scabies ရဲ့သဘောအကြောင်းကျွန်တော်ဒီရားလို့ကုတ်တယ်ကုတ်တော့ secondary skin lesion ဆိုတဲ့ဒီဒုတိယယောဂပိုးထပ်ဝင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒီကတော့ကပ်ပါပိုးကြောင့်တော့ရားလို့ကုတ်ရနေပြီးတော့ထပ်ပြီးတော့ပိုးဝင်တဲ့ဟာပေါ့အဲ့ကြတော့ဒီတခြား bacteria ဘာလို့ဖြစ်မှာနော်ဆိုတော့အဲ့လိုမျိုး2မျိုးတွဲပြီးတော့လည်းရှိနေတတ်တယ်ဆိုပြီးတော့ပြောထားပါတယ်ခလေးငယ်တွေနဲ့မွေးကင်းစခလေးငယ်တွေပေါ့နော်သူတို့မှာဆိုတော့ဒီဆိုတာပြော vesicle လေးเนาะအရေးကြီးဘူးလေးကပေါက်ပြီးတော့ဒီသူကခြေဘွားလက်ဘွားလေးတွေတို့ဒီမျက်နှာကြောခြေချောင်းလက်ချောင်းတွေမှာအဲ့လိုမျိုးလေးတွေ့တတ်တယ်ဆိုတော့သူတို့တွေကကြာလဲအဲ့လိုပဲခလေးငယ်လေးဆိုတော့ရားမခံနိုင်တော့ကုတ်တော့ secondary infection ဆိုတဲ့ယောဂပိုးထပ်ဝင်တာမျိုးတွေရှိတတ်တယ်ပေါ့နော် no juice နေနဲ့ဆိုရင်တို့ရဲ့ဒီဂျန်းကြားလေးမှာဆိုလဲရှိတတ်ပါတယ်ဆိုတော့ကလေးငယ်တွေမှာဆိုတော့ဒီအမေကိုကြည့်လိုက်ပေါ့နော်အမေရဲ့လက်တွေမှာဝဲတွေရှိနေဆိုတာကလေးမှာရှိရဆိုပြီးတော့ကျွန်တော်တို့diagnosis လုပ်အောင်အကူအညီပေးပါတယ်ကုသမှုကတော့ရှေ့မှာပြောခဲ့တဲ့အတိုင်းပေါ့ကျွန်တော်တို့ဒီသူကလွယ်မလို့နဲ့ခတ်တဲ့ထဲတော့ပါတယ်အဓိကတော့သူနဲ့ထိတွေ့ထားတဲ့သူတွေကိုတပြိုင်တည်းကုသတာဖြစ်လို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလူတွေမှာတော့ဝဲတွေ့ရင်တွေ့မဲ့သူယောဂလက္ခဏာကြီးရှိခြင်းရှိမယ်မရှိခြင်းမရှိဘူးပေါ့နော်မရှိလည်းပဲကျွန်တော်ကသူတို့ထိတွေ့ထားတဲ့သူမှန်သမျှကုသမှုတွေကိုထည့်ရတယ်ဆိုတော့ဒါပဲအခက်ခဲ challenge တစ်ခုအနေနဲ့ရှိတယ်ပေါ့နော်နောက်တစ်ခုကအသုံးဆောင်ပစ္စည်းနော်သူတို့ရဲ့အသုံးဆောင်ပစ္စည်းရောကျွန်တော်တို့ကတခါတည်း decontamination တန်ရှင်းလုပ်ရတယ်ပေါ့နော်
အဲ့တော့ဒီဟာတွေကိုလောက်တာလဲလွယ်လားဆိုတော့အရင်တော့မလွယ်ဘူးเนาะသူတို့လျှော်ရတယ်လျှော်တာမှာလျှော်ပြီးတဲ့ခါမှာလျှော်တာလဲရေသွင်းနဲ့လျှော်လို့လျှော်ပြီးတဲ့ခါမှာလဲเนาะဒီနေရအောက်မှာเนาะနေရအောက်မှာအချောက်ခံရတယ်เนาะဘယ်လောက်အချောက်ခံရလဲဆိုတော့82နာရီဆိုတော့3ရက်ပေါ့เนาะအဲ့လောက်ထိအချောက်ခံရပါတယ်ဒါမှမဟုတ်လေဒီ plastic bag ပေါ့เนาะလေးလုံး plastic bag ထဲမှာ plastic အိတ်ထဲမှာ82နာရီထားတာမျိုးပေါ့เนาะအဲ့တော့သုံးဆောင်လို့ပြောရင်တော့ဒီဟိုမျက်နှာတုပ်ပွားတော့အိမ်ရခင်စားသဖြင့်ပေါ့เนาะအဲ့ဒါအကုန်လုံးပါပါတယ်3 month ကတော့ကျွန်တော်ဒီတိကျတဲ့အတိုင်းပဲဒီ scabies မှာပေးတဲ့ treatment ပဲပေါ့နော်ဆိုတော့အဲ့ဒီမှာဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဒီတကိုယ်လုံးကိုကျွန်တော်တို့ဒီလိမ့်ရတယ်ပေါ့နော်ဒီသူကလည်းတကိုယ်လိမ့်စင်းနေနဲ့တကိုယ်လုံးကိုလိမ့်ရတယ်အဲ့တော့အမှကျွန်တော်မပါတဲ့နေရာကိုနော်ဒီစုံထိုင်းသားရှိတဲ့နေရာတွေမပါဘူးပေါ့နော်အဲ့လိုနေရာတွေမပါပဲအဓိကတော့ဘယ်နေရာကိုပိုလိမ့်လဲဆိုတော့ဒီဟိုရှိနေတဲ့ကူးဆက်ထားတဲ့ဆက်စားပြောတဲ့ဒီခြေချောင်းလက်ချောင်းတွေအဲ့လိုမျိုးနေရာလေးတွေတော့ပို့ပြီးတော့အသားပေးပြီးလိမ့်တယ်ဒါပေမဲ့တကိုယ်လုံးကိုလိမ့်ရပါတယ်ပေါ့နော်အဲ့တော့လိမ့်တဲ့ခါမှာကြာချိန်ရှိသေးတယ်ကြာချိန်ကလည်းသူသတ်မှတ်ထားတဲ့အချိန်နဲ့မတူပါဘူးကြော်လည်းမကြော်ပါဘူးပေါ့နော်အဲ့တော့အဲ့ကြာချင်းတစ်ခုတိုင်းလိမ့်ထားဖို့လိုတယ်အဲ့တော့လက်တွေပါတွေလည်းလိမ့်ထားရဆိုရင်အကယ်၍လက်ကိုတစ်ခုတုံးတော့မယ်ဆိုလို့ပြတ်သွားခင်ရေဆိုးလို့ဖြစ်ပြတ်သွားခင်ပြန်ပြီးလိမ့်ဖို့ဆိုလည်းတိုက်တွန်းထားပါတယ်ဆိုတော့ခလေးငယ်တွေမှာဆိုရင်ဒီလိမ့်စေးကိုလိမ့်ထားပြီးဆိုရင်သူကဟိုလှုပ်ပြီးတော့ပါဇက်ထဲထည့်တာတွေပါညာလုံနိုင်တဲ့အတွက်ဒီသူတို့ရဲ့လက်လေးတွေကိုအစားကျွန်တော် wrap လုပ်ထားဖို့လိုတယ်ပေါ့နော်ဒီဆေးရည်ပါတဲ့ဆေးတုပ်လိမ့်ထားတဲ့လက်ကိုသူပါဇက်ထဲထည့်ပြီးမှဆိုရယ်မျက်လုံးတွေထဲထည့်ပြီးမှဆိုရယ်အတွက်ကြောင့်ပါကျွန်တော်နောက်တစ်ခုကဒီ scabies size ပေါ့နော် scabies size ကိုကျွန်တော်တို့ဒီထိခိုက်ရှာနာဖြစ်ထားတဲ့အရေးပြားတွေပေါ်မှာတော့မလိမ့်သင့်အဲ့လိုနေရာတော့ရှောင်သင့်တယ်ဆိုပြီးပြောထားတယ်နောက်တစ်ခုကဒီ scabies size လိမ့်ပြီဆိုတော့အဲ့တော့ဒီလိုမျိုးထိခိုက်ရှာနာတွေလည်းရှိနေတတ်တယ်ဆိုတော့စစချင်းအဲ့ဒီဟာကိုအရင်တော့ကူပေါ့နော်အဲ့ဒါကိုကူပြီးမှ scabies size topical scabies size ကိုတွားဖို့အကြံပြုထားပါတယ်အဲ့တော့ဒီ scabies size လို့ပြောရင်တော့ 5% permethrin cream ပေါ့နော်ဒီဈေးကွက်ထဲမှာလည်းအလွယ်တကူတော့ရပါတယ်အဲ့လိုအဲ့လိန်စီကိုကျွန်တော်ဒီကလေးငယ်2လအထက်ပေါ့နော်အဲ့ကနေပြီးလူကြီးအထိလိန်လို့ရတယ်တစ်ချိန်လိမ့်မယ်တစ်ချိန်ကိုကြာချင်းကကျွန်တော်8နာရီကြာရပါတယ်အဲ့တော့ရှေ့မှာပြောခဲ့လို့သူ့ထက်ရောလို့လည်းမရဘူးပိုွားလို့လည်းမရဘူးလိမ့်ပြီးသွားရင်တော့ကျွန်တော်တို့ရေနဲ့ပြန်ဆေးချလိုက်ပေါ့နော်တေးသေးချာရေနဲ့ပြန်ဆေးချလို့ရပါတယ်8နာရီပြေသွားတဲ့ခါမှာပေါ့နော်အဲ့တော့အဲ့ဒါပြီးရင်ကျွန်တော်နောက်9ရက်အကြာမှာတစ်ချိန်ပြန်လိမ့်ဖို့ဆိုပြီးတော့တိုက်တွန်းထားတယ်အကယ်၍ဒီ5% permethrin မရှိဘူးဆိုရင်တော့25% benzoyl lotion ဆိုတာရှိရဲအဲ့ဒါကိုသုံးဖို့လည်းအကြံပြုထားပါတယ်